ရှေးဥစွာဖြစ်ခင်ကျေးဇူးတော်ချီးမွမ်းပါတယ်လို့အရင်တော့ပေါ့နော်ဗုဒ္ဓဘာသာဝင်တယောက်ပါဘယ်ပြောမလဲဆိုကြတော့နေတာကနမဇာတိယနမနေဘက်ကပေါ့အစဉ်အကြောင်းကိစ္စကြောင့်ဒီကျောင်းဆယ်မှာရောက်လာခဲ့တယ်အဲ့ဘက်မှာဆိုရင်ခရစ်ယာန်ဆိုတာမရှိဘူးဘာမှလည်းမရှိဘူးမိဘတွေကလည်းအခုချိန်ထိမပြောင်းလဲလာသေးဘူးဆူတောင်းတော့ပေါ့နော်ပြောကြတာပေါ့အခုချိန်ထိလည်းအယူတယောက်လို့အခုချိန်ထိပြောခံရတော့ပေါ့နေမကောင်းငယ်ကလေးဘွားကလေးခြူကြခဲ့တယ်အရန်ခြူကြတဲ့လူဆိုကြတော့မိဘနဲ့လည်းဝေးတယ်ဘာမှအဆင်မပြေမှုများနဲ့ပဲကြုံရတယ်အကုန်လုံးဘိုးစင်ပေါင်းဆက်ကဗုဒ္ဓဘာသာဆိုကြတော့အရင်ကတိလရှင်ဝတ်ဖူးတဲ့အဆင့်တိဖြစ်ခဲ့ဘူးပါတယ်အဲ့ချိန်မှာအဆောင်မှာပဲနေတာများတော့ကြတော့ကျမကြီးကမကောင်းအဆုတ်ထဲမှာရေဝင်နေတာ8 လလောက်ခန်းထဲမှာအောင်းနေတာပေါ့အောင်းနေတယ်ဘာမှဘလူးနဲ့မှစကားလည်းမပြောအပြင်လို့ထွက်ခဲတယ်အောင်းနေတော့じゃစိတ်တက်ကြတော့အများတန်းဒီဖုန်းတစ်လုံးနဲ့ပဲကြည့်တယ်အဲ့လိုအဲ့ထဲမှာဖြစ်ချင်တော့ friend ထဲမှာယုံကြည်သူတယောက်တော့ပါပါတယ်ယုံကြည်သူတယောက်ပါတော့ကြတော့လူနာလည်းစကားအများတန်းပြောပြတာပဲပေါ်ပြတော့သူတနေ့ကျဘာပြောလဲဆိုတော့နင်ငါတို့ဖះနဲ့စကားပြောကြည့်ပါလားတဲ့ပေါ့အဲ့လိုမျိုးသူကအရင်ကျမ်းပိုက်ပေါ့နော်ကျားတို့ကျမ်းပိုက်တင်ထားတော့ကြသူကလည်းအမှန်ပြောကြခရစ်ယာန်ထင်ပြီးတော့လာပြီးမိတ်ဖွဲ့တယ် friend ဖြစ်တော့ကြတော့အံ့ဩသွားတာသူကနင်ခရစ်ယာန်မဟုတ်လားတဲ့မဟုတ်ဘူးရဲ့လို့ဆိုကြတော့နင်ငါတို့ဖះနဲ့စကားပြောကြည့်ပါလားတဲ့ငါပြောပြပါတယ်အဲ့ချိန်ဒီပဲစိတ်ထဲမှာစေလို့ငါပြောပြပါတယ်လို့တဲ့အဲ့လိုပဲပေါ့နှစ်ယောက်လုံးဖះเจ้าဆွေးနွေးပါများသူဘာပြောလာလဲဆိုကြတော့နင်ငါထက်တောင်နင်ဖះเจ้าပိုတိတယ်ပေါ့ပိုတိတယ်တဲ့ဆိုကြတော့ငါတို့ခရစ်ယာန်တွေတောင်အဲ့လောက်မတိဘူးပေါ့အဲ့ဆိုရင်ဒါမဲ့နင်ယောဂနင်ပြောင်းနိုင်တယ်နင်ဆုတောင်းကြည့်မလားဒါမဲ့ဆုတောင်းကြည့်မယ်ဒါမဲ့ငါဆုတော့မတောင်းဖြစ်တယ်ဘူးဒါမဲ့ငါဖះကိုတိတယ်ဆုတောင်းတယ်အဲ့ချိန်ထိဆုတောင်းချိန်ထိကဘယ်လိုလဲဆိုမနဲ့မိုးလင်းတာနဲ့အလုတ်သွားတော့မယ်ပဲဖြစ်ပါဖះနှစ်ခုရှင်ခိုးတယ်ဗုဒ္ဓဘာသာလိုလဲရှင်ခိုးတယ်အဲ့လိုပေါ့နော်ခရစ်တော်အနေနဲ့လည်းပဲပြန်ယူဝတ်ပြုတယ်ဆုတောင်းတယ်အဲ့လိုမျိုးနဲ့နောက်ဖြစ်ချင်တော့ကြတော့အဆုတ်ကပို့ဆိုးလာတယ်တအားဆိုးလာတယ်ဆရာဝန်ကမရဘူးပေါ့ဆေးတွေစစ်တယ်တလားတစ်ခါဆေးတွေတောက်လို့မမရဘူးလူကလည်းဒီထက်ကိုခုဟာပိန်နေဆိုတာဒါပုံမှန်ပြန်ဖြစ်လာတာအဲ့ဒီကပိုပိန်တာပေါ့ပိန်6ကတ်နေပြီစိတ်တက်လဲကြလူကဘာမှမဖြစ်တော့နေ့တိုင်းဆူတောင်းတယ်ဖះတခင်ပေါ့နော်ပြောတယ်ဖះတကယ်ရှိတယ်ဖះအသက်ရှင်တယ်ဖះဖြစ်တယ်ဆိုရင်ပေါ့ကိုရောတမိဖြစ်တဲ့ဟာအသေးမွားပဲကိုရောဘာဖြစ်လုပ်ပေးနိုင်ရမယ်ဆူတောင်းတယ်ကိုရောကောင်းကြီးပေးပါဒီခန္ဓာကိုရောရှိဆက်ကတ်တယ်အဲ့ကလေးကဒီတွေးတာအရာအားလုံးစံကြည့်တမြင်မမကြံကိုရောဆက်ကတ်တယ်အမြဲတမ်းဆူတောင်းတယ်နောက်ဆုံးပေးကြတယ်မရပြန်မရဘူးနောက်ဆုံးဆရာဝန်ဘာပြောလဲဆိုကြတော့ဒီမန်းလေးငိမ့်စေးကန်းကတောင်မှပဲကဲဒီမှာသူတို့ရှိမှမလာနဲ့ပေါ့နော်ကျွန်တော်မန်းလေးစေးကန်းပြရင်ငိမ့်စေးကန်းကဒီမှာမလာနဲ့တော့ကျောက်ဆယ်မှာပဲပြန်လှုပ်လိုက်တော့ဆိုရအဆင့်တီကိုရောက်သွားတာဟိုမှာလာနေလူကပင်မန်းတော့ဟိုမှာလွှဲစာရေးပေးလိုက်တော့ကျောက်ဆယ်မှာစစ်တယ်လုံးဝမရတဲ့အဆုံးနောက်ဆုံးပဲကြကဲငါဘာမှလုပ်လို့မရတော့ဘူးဆရာဝန်ဆေးမပေးတော့ဘူးရဲ့ဘာလုံးအဆုတ်ဆေးတွေတော့ဘလို့မှလူကခံနိုင်ရင်မရှိတော့ဘလို့မှမရကြတမီးမဖြစ်နိုင်တော့ဘူးဆရာအားလျှော့ရတော့မဟုတ်ဘူးပေါ့ဆရာအားလျှော့တာမဟုတ်ဘူးဒါမဲ့ဒီဥစ္စာတမီးဆေးတွေနဲ့ကြာရင်လူပိုနှုံးလိမ့်မယ်အစားတောက်ပဲမြများစားတော့ဆိုတဲ့အဆင့်ကိုပြောတယ်ဒါမဲ့ဟုတ်ဆရာတမီးဆေးတော့တောက်ချင်သေးရဲ့ဒါမဲ့တမီးဒီတိုင်းမနေချင်ဘူးဆေးဒီတလားဆက်တောက်မယ်တမီးအဲ့ဆေးကြောင့်ဖြစ်လာတဲ့ဥစ္စာကိုတမီးပေါ့နော်ခံယူမရတယ်ဒါမဲ့တမီးကိုဆေးတလားစာထပ်ပေးပါဆိုဆရာဒါမဲ့တမီးတောင်းတယ်ဆိုလို့ဆရာပေးလိုက်မယ်ဒါမဲ့ဆေးရ15ရက်အရင်ကတလားတစ်ခါစစ်တယ်နောက်ဒီဆေးကတမီးကို15ရက်စာပေးလိုက်မယ်15ရက်ဒီဆေးကုန်ပြန်စစ်ဟုတ်ဆရာပြောတော့တောက်တယ်ဆူတောင်းတယ်ခါတိုင်းတစ်ချိန်လောက်ဆူတောင်း2ချိန်လောက်ဆူတောင်းတယ်ကျန်းပိုက်လေးတွေတခြားလူတွေရှိရနေအဲ့တော့ကျန်းစာကိုလည်းမရှိဘူးဘာမှမနားမလဲဘူးနော်တခြားလူတင်ထားတဲ့ကျန်းပိုက်လေးလာဝင်ကြည့်ရဆူတောင်းတဲ့အချိန်ကကိုလည်းအလုံးမရှိတော့ကြဆူတောင်းချိန်ကပိုများလာတယ်လို့ဖြစ်တယ်များလာတော့ကြတော့ဘာဖြစ်လဲဆိုကြကိုနေရတာတိတာလားဘာလို့စိတ်ထဲမှာရောပေါ်ပါလားအရန်ပေါ်လာနေရတာလဲကိုမှလည်းအဲ့ကျမကြီးမကောင်းဘူးဆိုရယ် pressure လဲစိတ်ထဲမှာမရှိတော့ဘူးကိုဖျားနဲ့အချိန်ယူလာတဲ့အချိန်ရမ်းများလာတော့ကြတော့စိတ်ထဲမှာကိုနေကောင်းနေပြီဆိုတာသိတယ်ဒီအချိန်15ရက်ဆေးတောက်ပြီးတော့သွားတယ်ဆရာဝန်သွားတော့ကြတော့ဆရာဝန်တွေးပြန်စစ်ဆေးဖြေထွက်တော့ကြတယ်တမိတက်တာပဲတဲ့ဆရာဝန်ဟုတ်ဆရာလို့ပါရီစားလဲဘာမှမစားဘူးဆရာလို့ဆေးပုံမှန်တောက်တယ်ဒါပေမဲ့တမီးပေါ့နော်အစားတောက်လဲစားတယ်တလားစားတော့မဟုတ်တမီး15ရက်စာဆက်တောက်လို့ရတယ်လို့ဆရာတမီးဆက်တောက်မယ်
ဆရာဝန်ကအဲ့ချိန်ဒီပုံမှန်တိုင်းပါပဲကိုလည်းကိုနေရတဲ့အချိန်တော့ကျတို့နေရတဲ့ခန္ဓာကိုယ်တော့ကိုသိတယ်ဆရာဝန်ကလည်းပုံမှန်လောက်ပဲတမီးချိန်နေတော့ကောင်းလာပါပြီပေါ့အဲ့လိုမျိုးပဲပြန်စစ်စင်ပြီး15စာဆေးတောင်းကောက်ပြီးဆုတောင်းဖះနဲ့အချိန်ယူတဲ့အချိန်ပိုများလာတယ်စိတ်ကအလိုလိုပဲလိုများလာ15စာဆေးတောက်တယ်ဆေးတောက်ပြီးတော့ကြာနောက်ဆုံးပိတ်စစ်ရမယ်အရက်သွားတော့စိတ်ထဲမှာအလိုသိတယ်ဒီနေ့ဆေးငါရဲ့ဆေးစစ်ချက်အောင်ရမယ်ဘာမှမဖြစ်တော့ဘူးဆိုတာသိရယ်အရင်စိတ်ကပေါ့ပါနဲ့အဲ့တနေရာမှာဟိုတေခိုင်းဆိုရင်အဲ့လိုပဲဖွားယူပေါက်စားရုပ်ကိုပေါက်နေဆေးကမ်းမှာတွားလဲအဲ့လိုမျိုးပဲတွားဘူးမှဟိုစံပြအဲ့တနေရာလည်းပဲဆေးကမ်းရောက်ဆေးရုံရောက်တော့ကြတော့တွားဝင်တွားတော့ဆရာဝန်ကတောင်းပါပဲဘာပြောလဲဆိုကြတော့ဆရာကိုနဲ့လည်းအမြဲတမ်းသိနေတော့ကြာဆရာဝန်ယူနီဖောင်းဆွဲထားတာဆရာဘေးကိုလဲဆိုကြလူပြန်ကြည့်ဟာသမီးတဲ့နင်းဘလူးဖြစ်တောင်ဒီနေ့သမီးဆေးချက်ရပြီဒီနေ့သမီးဆေးပြန်ဆေးရမယ်ရက်ရောက်ပြီပေါ့နော်ရောက်ပြီဆိုကြငါနေ့ကိုမမှတ်မိဘူးလေဘလူးဖြစ်တောင်နေကဒီနေ့တော့ဟုတ်လာပြီလားတဲ့ဟာဆရာဒီလိုပဲလေလို့ဘာလဲဆိုကြတော့ကိုယ်စိတ်ကရောကိုယ့်ရဲ့ခန္ဓာကိုယ်ကရောအကုန်တိတာလာတယ်ဖះစကားပြောလာတယ်ဖះရဲ့ကြည့်ရှုခြင်းဖះရဲ့ဆောင်းပါခြင်းဖះရဲ့ကာကွယ်ခြင်းကိုခံရတဲ့ကိုယ့်ရဲ့စိတ်ကကိုရမ်းတိတာလာတယ်အဲ့ချိန်မှာပဲဆေးစစ်တယ်ဆေးစစ်တော့ကြာခိုင်းဆိုနေ့ကင်းမှသွားယူရယ်မယူတော့တမင်းအခုစောင့်ပါနော်ဆရာအဲ့လိုဆိုကြဟာငါလူနာရှော့မရဘူးဆရာတမင်းကိုခုစစ်ပေးဒါပေမဲ့တမင်းဖြေလုံးဝကောင်းတယ်ဆိုကြတော့အောင်မာနေရတယ်ကူတော့ထောင်လွှားနိုင်နေပေါ့ဟုတ်တယ်ဆရာတမင်းဒီနေ့တမင်းစစ်ချက်ဖြေလုံးဝကိုကောင်းစီရမယ်နောက်တမင်းကိုမမြင်ရဘူးဆရာလို့ဆိုရင်စစ်တူးရဲ့ဆေးအဲ့လိုပဲယူသွားတဲ့ဥစ္စာနဲ့အကုန်လုံးတစ်ခါလေးစစ်ခိုင်းစောင့်နေပြောတယ်ဆရာတမင်းကိုအရင်လှုပ်ပေးပေါ့အဲ့လိုမျိုးလှုပ်ခဏပဲနားပူတဲ့နေ့ကိုပြန်လှုပ်ပေးလိုက်တော့မယ်ဆိုရင်လှုပ်ပေးလိုက်တော့ဒါဆေးစစ်ကလုံးဝပဲထွက်လာနှက်ကြရက်တဲ့ဟာဒါပြောဆရာဟဲ့နင်ဘလို့ဖြစ်တာတော့နင်ဟာ15ရက်တလားနဲ့ကိုဘလို့တိတာလဲနင်ဘာရတောက်လဲငါမတိအောင်ပဲဆေးကန်းနေတော့လဲတဲ့ဆရာဝန်ပါပြောအဲ့နဲ့ဘယ်ဆေးကန်းမှမတော်ဘူးဖះတရားပဲလှုပ်တယ်ပေါ့အဲ့လိုမျိုးပဲဟာတော့တာဟာတကယ်ကိုငါနေ့ကိုလည်းမယုံကြည်ဘူးတဲ့အမြုံကြည်ဦးနစ်ခန္ဓာကိုယ်နဲ့နစ်ပုံစံကြည့်ပြီးငါတကယ်ကိုစိတ်တက်ကြရဲ့တဲ့အဲ့ချိန်မှာလည်းဖះရဲ့ဂျေဇုတော်ဝယ်ချီးမွမ်းတယ်။အော်ကိုစိတ်ထဲမှာအယူတစ်မျိုးတီးလိုက်တယ်။ဖះကိုအတွက်ဒီတော့ကြည့်ခဲ့တာပဲ။ဘာဖြစ်လို့ကိုရဲ့ယုံကြည်မှုကမခိုင်မြဲရမှာလဲပေါ့။အဲ့ချိန်ကနေပြီးစပြီးတော့ကိုနေကောင်းတဲ့ချိန်တော့ပုံမှန်ပြန်လုပ်တယ်။ပြပြနဲ့ဘာပြောလားလဲဆိုကြတော့အရင်တော့ဖះနှစ်ခုရှင်ကိုရှင်ခိုးတော့မနမိုးလင်းဆုတောင်းညအဲ့ရဝင်ဆုတောင်းအားတာနဲ့ကျန်းစာဘာမှမလုပ်တတ်သေးဘူးလုပ်တတ်တော့တငယ်ချင်းတယောက်ရှိသွားမေးတယ်ပေါ့နော်ကိုဝိညာဉ်ကတိတယ်သူတွားရမယ့်လမ်းသူကသူဖျားသခင်လမ်းပြပေးတယ်တငယ်ချင်းကိုမှတ်ရအောင်ကြာကတိလို့ငါအဲ့လိုပဲပေါ့နော်ငါဘယ်လိုလုပ်မလဲလို့ငါနှစ်ချင်းခံခြင်းနဲ့ဖျားနဲ့စိန်ခေါ်ထားတဲ့အချိန်မှာနှစ်ချင်းခံမဲ့ဆိုတဲ့အထိစိန်ခေါ်ထားတဲ့အတွက်ကိုယ်စိတ်ထဲမှာလည်းယုံကြည်မှုကတော့ခိုင်မြဲပြီးသားကိုတွေ့ရဒါပေမဲ့ဖျားတောင်ဂရိတီသေးတာပေါ့ဒီငါရဲ့ယောဂဆရာဝန်တောင်လက်လျှော့ရယောဂငိမ့်နဲ့အခွင့်ပေးသေးတာငါနှစ်ချင်းခံမယ်လို့ပြောထားတဲ့စကားနှစ်ချင်းခံမယ်နှစ်ချင်းခံပြီးနေလဲမပြန်လုပ်တယ်ပေါ့တိလာတယ်ကိုယ်စိတ်ကလည်းယုံကြည်မှုကိုတိတယ်မြန်မာနိုင်ငံရေပြည့်တင်နေတဲ့အချိန်ကကိုကနေမကောင်းလို့ကုထားတာပတ်စံလက်ထဲမှာတစ်ချက်မှမရှိတော့ဘူးတစ်ချက်မှလည်းမရှိဘလို့မှမရှိတော့ဘူးပစ္စည်းတွေပဲရှိတော့လက်ထဲမှာပတ်စံမရှိတော့ဘူးပတ်စံမရှိတော့ကြတော့ဘလို့လုပ်ရမှမသိဘူးလှူခြင်းတယ်လက်ထဲမှာရှိတဲ့လောက်ကလှူပြီးပြီဒါလှူခြင်းတယ်လူချင်းတော့ကြဘယ်လိုလုပ်ရမလဲပေါ့နောက်ဆုံးမှစဉ်းစားလိုက်တာဖြစ်ချင်တော့အဲ့ဒီရက်ကအလုတ်ရှင်ကလည်းလူခရစ်ယာန်ယုံကြည်သူပဲပေါ့နော်အဲ့အမကိုပြောရသူတို့ကသွားမှာမက်ထရစ်တင်းကနေပြီးသွားမှာဆိုကြလှူမဲလို့မကြီးတို့ညီမလေးကလက်စွပ်နှစ်ကွင်းရှိရတကွင်းချွတ်ယူပြီးရောင်းလိုက်မယ်လို့အမကြီးတို့သွားမှာဆိုရင်ထဲလိုက်မယ်အလှူတဲ့ဆိုအေးကောင်းတာပေါ့တဲ့အဲ့ဒါဆိုညီမလေးရောင်းပြီးတော့မနေ့ဖန်သွားရောင်းလိုက်မယ်လို့ဆိုပြီးပြောတယ်အေးတဲ့ကောင်းတယ်တဲ့အဲ့မလည်းပြောဆိုင်ရှင်မလည်းပြောပြီးတော့ကြတော့ဒီမှာကြောက်ဆယ်မအမဝမ်းခွဲရတယ်မယုံကြည်တော့ရှိရလေသူကိုအလှုပ်တိုင်းသူ့ပြောပြကြမမလို့သမီးလက်စွပ်တကွင်းရောင်းပြီးသမီးဒီရေဘေးတင်နေလှူမယ်ပေါ့လှူလိုက်တော့မယ်လို့အဲ့ဒါဆိုနေအဲ့မလည်းနင်မန်းလေးသွားရောင်းနေနဲ့တဲ့နင်လက်စွပ်နင်ပေါင်ချာနဲ့ငါပဲယူလိုက်မယ်တဲ့ငါပဲယူလိုက်မယ်ပေါ့နော်အဲ့လိုပဲပြောတော့ကြတော့လို့မမကြိုက်တဲ့လောက်ပဲပေးပါလို့ကြိုက်လောက်ပဲပေးလို့9000လောက်ဆိုရင်ရတယ်လို့သမီးလှုပ်တော့9000ကျော်9000လောက်ပဲပေးပါလို့ဆိုကြတဲ့ပေးလိုက်မယ်လာယူမယ်တဲ့မနေ့ဖက်မနေ့ပေါ့နော်လာယူမယ်ဆိုပြီးတော့အဲ့လိုမျိုးပဲပေါ့ကောင်းမွန်ပါပဲအကုန်လုံးပြောပြီးနောက်တနေ့ပေါ့နော်လှုပ်သွားတော့မှမနေ့ကြီးလှုပ်သွားကနီးတိုင်းဖျားရှင်ခိုးတဲ့ဆူတောင်းတော့ကြတော့ဖျားသခင်ပေါ့အခုသမီးရဲ့ချွေးနှင်းစာနဲ့စုထားတဲ့ဒီပစ္စည်းတစ်ခုသမီးရောင်းလိုက်တော့မယ်
တကယ်ဒုက္ခရောက်နေတဲ့လူတွေစီကိုပေါ့နော်တမီးကိုရအောင်ပို့ပေးပါတမီးရဲ့အလှဒါနတွေပေါ့နော်ဒီအလှကိုတကယ်လိုအပ်တဲ့လူတွေစီမှာပဲရောက်သွားပေးပါကိုတော့ပို့ဆောင်ပေးပါပေါ့ဆူတောင်းပြောတော့အလှကိုတွားတာအလှတွားတော့ကြာတော့နီနီလေးဒီလိုနီနီလေးလဲရောက်ရောဘလောက်မှမရှိတဲ့နေရာကြာလက်စွပ်တကွင်းကိုလှမ်းမြင်လိုက်တာလှမ်းမြင်တော့ကြာမျက်လုံးကအဲ့ကိုဘလို့ရောက်သွားလဲဆိုကြတော့လက်စွပ်ဟုတ်ကောဟုတ်လားပေါ့ကိုမျက်လုံးများမှားလားပေါ့လက်စွပ်ကောဟုတ်လားအဲ့လက်စွပ်ချီကိုအာယုံရောက်သွားပြီးနားပလက်ဖောင်းပေါ်ဆိုကားလမ်းမပေါ်လူတွေကလည်းရှော့တော့အဲ့လက်စွပ်မကောက်ရဲဘူးလူကုန်းကောက်ရင်ရှက်တာပေါ့နော်ရှက်တော့ကြာကုန်းမကောက်နားလဲနီးရောမကုန်းကောက်ရောခြေထောက်နဲ့ကလော်ကြည့်ရပေါ့ခြေထောက်နဲ့ကလော်ကြည့်တော့ကြာလက်စွပ်ကရွှေမှန်းတအားသိတာသွားတော့ကြာတော့အဲ့ဒါရွှေအဲ့ချိန်ကျမရှက်တော့ဘူးကုန်းကောက်အတန်းမှာလည်းတားတစ်စိတ်ပါနေလက်စွပ်ကရွှေဟုတ်တယ်ပေါ့စိုင်နာလဲရောက်နေတော့ကြာတော့အဲ့လက်စွပ်ကိုကင်ပြီးဟာအပြေးပဲတွားရနော်အပြေးပဲတွားမကြီးလို့ဆိုင်ရတထေးကိုအမကြီးလို့ဒီမာလို့ညီမလေးလက်စွပ်တကွင်းကောက်ရဟုတ်လားဘယ်မှာတော့နဲ့ဒီမာလို့ဆိုင်နဲ့ကလေးရလည်းပဲအတူကြီးတဲ့ပွဲစည်းတန်းရဟာတဲ့အဲ့လိုမျိုးပေါ့ပွဲစည်းတန်းဟာကြီးတယ်မဟုတ်ဘူးလို့ဒီမှာလို့ကြည့်လို့ဆိုကြတော့ညီမရတကယ်ရွှေဟုတ်တယ်နင်းဟာတဲ့တကယ်ဒီမှာကြည့်လိုက်မိုးရွာထားလို့ရွှွန့်နေကြောင်းတာရဲ့ယုံရအနေကောက်ရဆိုယုံမှာကိုမဟုတ်ဘူးလေကားလမ်းမပေါ်ဆိုကားကြိတ်ထားလက်စွပ်ကလည်းပိတ်နေတာပဲနေပြီးတော့ပျော်ပြီးရောင်းလိုက်မယ်လို့ဒါအောင်လို့အဲ့ချိန်ကျမှအဲ့တထေးကဘာပြောလဲဆိုနင်မနေ့တော့နင်လက်စွပ်ရောင်းပြီးတော့ပေါ့နော်တဲ့နင်ဖျားနင်ဆုတောင်းတယ်လေတဲ့နင်လက်စွပ်ရောင်းပြီးအလှလုံးမယ်ဟုတ်တယ်အဲ့ချိန်ကလေးကကိုတိလိုက်တာမိုက်ဟာလေလုယာချီးမွမ်းတယ်ဘာလို့လဲဆိုတိလိုက်ပြီးအဲ့ချိန်ကလေးကကိုယ်စိတ်ထဲမှာလည်းပို့ပြီးကြည်နူးတဲ့စိတ်ကပေါ့နော်တိလိုက်တာကိုဖျားငါနဲ့သူရှိတယ်ငါနာမှာဖျားအမြဲတမ်းရှိတယ်ငါရဲ့ဆုတောင်းတောင်ဖျားနားညောင်းတယ်ဖျားရဲ့စကားပြောခြင်းကိုခံလိုက်ရတယ်ဆိုတဲ့ဥစ္စာစိတ်တက်လာတကူလုံးဟုတ်တယ်ပေါ့မိုက်ဟုတ်တယ်မိုက်လို့ရောင်းမယ်လို့ညီမလေးလှူမယ်နော်လို့ဆိုကြတော့အကုန်လုံးအတိတယောက်ကိုသွားရောင်းခိုင်းတော့ဖះကဘာတစ်ချက်သေးချလိုက်လဲဆိုကိုလိုချင်တဲ့ဥစ္စာကိုကကြတော့အမရှိကကိုလိုချင်လိုက်တာပြောလိုက်တာမမသမီးကိုပတ်စံ9000ပဲပေးလိုက်သမီးဟာ9000ကျော်နဲ့ဝယ်ထားတာလို့ပြောလိုက်တဲ့ချိန်မှာဖះက1000ပဲပို့ပေးတယ်အဲ့လက်စွပ်ရောင်းလိုက်တာ9000နဲ့1000ပဲရတယ်ဟာလေလုယာဖះဖြစ်ချင်တဲ့စံတောင်ကိုကွက်တီကိုပေးတဲ့ဖះဖြစ်တယ်ကိုကအားတဲ့အချိန်တိုင်းဖះနဲ့အချိန်ယူလာတယ်နေ့ရောညရောအဲ့လိုမျိုးပေါ့နော်ဆူတောင်းတယ်ဖះနဲ့စကားပြောတယ်အချိန်ယူငါစိတ်ကပို့ပြီးတော့ဖះနဲ့အချိန်ယူရမယ်အချိန်များလာဆိုတာဝိညာဉ်ကပြောလာတယ်ဖះတခင်ဘာပြောလဲဆိုကြတော့သူနဲ့အမြဲတမ်းအချိန်ပေးဖို့လည်းပြောတယ်ဒါပေမဲ့တဖြည်းဖြည်းနဲ့ဖះစကားပြောခြင်းကိုပို့တိရတယ်ဒီတိုင်းပုံမှန်ကြည့်ရင်တော့အလုပ်ဓမ္မပဲသူရောကိုရောဒီတစ်လမှ5-6တောင်း9တောင်းအခုလွန်ဆုံးရမှ3သိန်းပေါ့ပုံမှန်အလုပ်ဓမ္မပဲဒါပေမဲ့အလုပ်ဓမ္မချင်းတူပေမဲ့ဖះတာသမီးကနှိမ့်ကြတဲ့နေရာမှာမနေရဘူးဆိုတာသိရဟာလေလုယာဘာလို့လဲဆိုကြဘယ်မှာပဲလှုပ်တော့ကိုဟာအသက်ပိုင်းဆိုင်ရာလည်းပါတယ်ပုံမှန်ကိုပြောတဲ့စကားဆိုင်ရာပုံမှာလည်းပါတယ်အလုပ်ဓမ္မချင်းအတူတောင်အဲ့ဒီအလုပ်ဓမ္မတွေကရဲ့အထက်မှာပဲဖះထားပေးတာသူများတာခိုင်းနေစစားနွယ်ဒါလှုပ်လိုက်အောင်ဆိုတဲ့နေရာမှာဖះကမထားဘူးကျန်တဲ့ကလေးတွေကိုပဲကလေးဟိုတယောက်ဘာလို့ဒီတယောက်ဘာလို့ဆွဲနေရမှာပဲဖះထားပေးတာဖះကောင်းမြတ်တယ်သူတာသမီးတွေကိုနှိမ့်ကြတဲ့နေရာမှာဘယ်တော့မှထားမပေးဘူးတစ်ချက်လှုပ်တဲ့နေရာတိုင်းမှာဖះပဲဥဆောင်တယ်ဘာလို့လဲသမီးတို့သက်ဆွမ်းတာဘာမှမရှိဘူးသမီးမှာပညာရည်ချင်းလည်းမရှိဘူးသမီးမှာဘာမှမရှိဘူးရဲ့ကိုဘာဒီတိုင်းပဲဒါပေမဲ့ဖះကအဲ့လိုမျိုးနေရာမှာပေးမထားဘူးရဲ့ဖះအကြံစီကဖះတိမွားလေးကအစားသိတယ်သူသားသမီးတွေရဲ့စိတ်ထဲမှာသူသမီးတွေရဲ့စိတ်ထဲမှာဘာတွေဖြစ်တယ်ဘလို့ဆိုတာတိမွားလေးကစားဖះသိမြင်တယ်ဖះဖြစ်တယ်ပုံမှန်လက်လွတ်ရှုထားတဲ့ဖះမဟုတ်ဘူးရဲ့အကောင်းဆုံးဖြစ်အောင်ဘယ်နေရာမှာပဲဖြစ်ပို့ဆောင်တယ်တဖြည်းဖြည်းနဲ့ခုမိသားစုအတွက်လည်းဆူတောင်းတယ်ဆိုတာသူတို့နမောက်မှာじゃမရှိဘူးပေါ့နော်ယုံကြည်သူဆိုတာဝေးရောပြောတယ်တချို့ကြလဲကိုယ်စိတ်ကတော့ရည်ရွယ်ချက်ရှိပါတယ်ဒီမိသားစုတဲကဒီတိုင်းဒေသတွေကဖះတူရွေးကောက်ထားတာသမီးတယောက်တည်းရဲ့အမားပဲဖြစ်သွားအမှန်ပဲဖြစ်သွားစစ်မှန်တဲ့အလိုတော်ပဲရချင်တာကို့အလိုတော်တွေနဲ့များတဲ့ကိုယ့်ရဲ့စိတ်ဆုံးဖြတ်ချက်တိုင်းဖြစ်ချင်ဘူးအမြဲတမ်းကိုတော့ဥဆောင်မှာလမ်းပြပါခွက်ကဆောင်မတော်မူပါကိုယ်စိတ်နဲ့ကိုဘာမှမလုပ်ခုတဖြည်းဖြည်းနဲ့ကိုတိလာတာကိုလုံနိုင်တာဘာမှမရှိဘူးဖះပို့ဆောင်မှရောက်မှာအယူပါသူမိသားစုကဘာတူကခုမှဘဒူတွေနဲ့ပေါင်းပြီးပါဖြစ်တာဘဒူတွေဆွဲဆောင်လို့ပါမဟုတ်ပါဘူးလုံးဝမဟုတ်ဘူးဆိုတာဗာလဲဘဒူရဲ့ဆွဲဆောင်မှုမှလည်းမပါဘူးဘဒူရဲ့တွင်တင်မှုမှလည်းမပါဘူးအရင်တော့ပို့ပြောခံရပါလဲသူဤစားခရစ်ယာန်မို့လို့သူဤစားကဘာမဟုတ်ဘူးဘာမှမဟုတ်လူတွေရဲ့ပြောတတ်တဲ့စကားတွေကများတယ်ဒါပေမဲ့ပြစ်နာမရှိပါဘူးကိုယ့်ရဲ့အရေးချင်းကိုပုံစံဖះတည်တယ်အဲ့လိုမျိုးပဲဘာပဲဖြစ်လာကိုနားမှာရှိတာဖះပဲကိုယ်စိတ်နှလုံးကိုတည်တာဖះပဲ
ကိုယ့်ရဲ့အသက်တာမှာဖះနဲ့အသက်ရှင်နေထိုင်ဖို့လိုတယ်ကိုယ့်ရဲ့တက်တာကိုဖះရှိဆက်ကပ်ဖို့လိုတယ်ဘာလို့လဲကိုယ့်ရဲ့ယုံကြည်ချက်ကခဏလေးဆိုရင်တော့မဖြစ်ဘူးလေတဲပေါ်မှာတိုက်ရင်စောက်လို့မရဘူးရဲ့ကိုယ့်ရဲ့ယုံကြည်မှုဟာကြောက်ပေါ်မှာပဲခိုင်မာတဲ့ယုံကြည်မှုဖြစ်ဖို့ပဲအရေးကြီးတယ်အဲ့ဒါဆိုရင်ဖះအမြဲတမ်းကိုယ်နဲ့ရှိနေမှာပဲအောင်ပါနေတယ်အစားတောက်ရမ်းဆင်းရဲတာပတ်စံမရှိလို့လည်းမဟုတ်ဝယ်မစားနိုင်လို့လည်းမဟုတ်ဘဲနဲ့ကြတော့အလုတ်နဲ့အချိန်နဲ့များပြီးစားတောက်တအားဆင်းရဲတယ်အဲ့တော့ဘာကြောင့်လဲကျေးဇူးတော်မချီးမွမ်းတတ်ဘူးလေအစားတောက်စားလဲပုံမှန်လိုပဲသူ့ရကောက်စားကြုံရနဲ့စားနိုင်ပြီးရစားတတ်တယ်လို့ဟုတ်တယ်ဒါပေမဲ့ကျေးဇူးတော်မချီးမွမ်းတတ်ဘူးမချီးမွမ်းဘူးအစားတောက်ဆင်းရဲလိုက်တာငတ်ပြတ်တာပဲသူများဘယ်လိုပြောမလဲချက်မောင်ချက်တမြင်မြင်ကိုအရန်ငတ်ပြတ်တာဘာလို့ထမင်းမဲစားရတယ်ဟင်းရချက်ချိန်ဖြောမစားရဘူးနောက်ဖះကိုတိတက်ပြီဆိုရင်နောက်ပိုင်းမှာဗာလဲဆိုကြအစားတိုင်းရေတောက်တိုင်းပြမျက်နှာတင့်ရင်တောင်ကျေးဇူးတော်ကိုချီးမွမ်းတယ်ဒီရေကြီးတစ်ပေါက်ကိုတောက်တုံးခွင့်ရလို့ကိုရောကိုကျေးဇူးတင်တယ်အစားတိုင်းဖះရဲ့ကျေးဇူးတော်ကိုချီးမွမ်းတယ်လုံးဝမမေ့ဘူးဘလောက်ပဲလူများရှိရနော်အဲ့လိုမော်နော်ဗုဒ္ဓဘာသာနဲ့အပြင်သွားစားရဲဗာစားရဲညာစားရဲလုံးဝကျေးဇူးတော်မချီးမွမ်းရှိရတငယ်ချင်းတွေဆိုတော့အဲ့လိုမျိုးပဲကိုမဟုတ်ကြားတယ်ဗုဒ္ဓဘာသာပက်လက်ဝိုင်းမလေးစေကျေးဇူးတော်ချီးမွမ်းပြီးမှစားတယ်အခုနောက်ပိုင်းမှာဘာလို့အစားတောက်ကိုပေါ်လိုက်တာရမ်းပဲဟာလေလုယာကျေးဇူးတော်ကအဲ့လိုပဲအစားတောက်ဆိုရှံပယ်ပဲဘယ်ချိန်ပါစားမလဲဘယ်ချိန်ပါလုပ်မလဲထမင်းဟင်းဆိုတွားဘဒူစိုက်မာလာတဲ့ကလေးတောင်ကိုကျွေးပြရတယ်ဖះအဲ့လိုကောင်းမြတ်တဲ့ဖះဖြစ်တယ်ကျေးဇူးတော်ကိုချီးမွမ်းတယ်အရာအလုံးအတွက်ဆက်ကပ်တယ်နေဝင်နဲ့မိုးချုပ်ဖះရှိမှဆက်ကပ်ပြီးမှအေးလုတ်ကိုလုတ်တယ်ဒါပေမဲ့ကိုတယောက်စားလည်းမဟုတ်ဘူးငါဆုတောင်းတာငါရဲ့လူအင်ကြောင့်ငါရဲ့လူရွယ်ချက်တစ်ခုကြောင့်ဖះကိုဘတော်မှချားဆုမတောင်းဘာလို့လဲနိုင်ငံအတွက်ဆုတောင်းတယ်လူမျိုးအတွက်ဆုတောင်းတယ်အထူးသဖြင့်ဖះဘုံထင်ရှားဖို့လူသားအားလုံးရဲ့မျက်လုံးထဲမှာဖះကိုမြင်လာဖို့အများဆုံးဆုတောင်းတယ်ဘာဖြစ်လို့လဲဘာသာတွက်ဆွဲဆောင်တာလည်းမဟုတ်ဘူးလူဦးရေတိုးပွားရေးတွေနဲပြားရေးတွေလည်းမဟုတ်ဘူးကုံပြောလိုက်မယ်အားလုံးကိုကယ်တင်ခြင်းရစေခြင်းလို့ပဲဒါပေမဲ့ရောက်တဲ့အလုပ်တိုင်းမှာနေရာကောင်းစွာရပါတယ်ဘာဖြစ်လို့လဲသမီးတော်လို့မဟုတ်ဘူးဖះရှေ့ဆောင်လို့ဖះလမ်းပြလို့ဖះပေးတဲ့လမ်းတိုင်းလျှောက်တဲ့လမ်းဟာဘယ်တော့မှမမှားပါဘူးခုကြတော့ဖះကဘာလဲဆိုကြတော့ဖះတခင်သမီးဒါတော့ဖြစ်ချင်တယ်ခဏပဲဖះမဖြစ်အောင်လုပ်ပေးတဲ့ဖះဖြစ်တယ်ဟုတ်လေခဏပဲကြာတာရသမျှအရာတိုင်းဟာဖះပေးလို့ကြီးပဲခဏဆိုမှပဲခဏလေးစောင့်ရတာမယုံဘူးဆိုရင်ဆက်လက်ကြည့်လိုက်ပါသမီးတို့ဘာရဲ့အကြောင်းလို့မဟုတ်ဘူးကြွားတာမဟုတ်ဘူးတခြားရဲ့ဘာသာရေးနဲ့တိုက်ခိုက်တာလည်းမဟုတ်ဘူးပေါ့နော်ကိုယ့်ရဲ့ရွယ်ချက်ကိုယ့်ရဲ့စိတ်ကူးထဲမှာဖြစ်နေတဲ့ဖះနဲ့အတူသွားတဲ့အရာဒါဖះနဲ့ဖះချိရှုခြင်းခံရတဲ့လူတယောက်ဟာဘလောက်ထိငြိမ်သက်ခြင်းရတယ်ဘလို့ဆိုတာသိစေခြင်းနဲ့လို့အားကြောင့်မလို့ဒီအကြောင်းအရာတွေအကုန်လုံးဟာသမီးတို့ရဲ့အသက်တာမှာအရေးကြီးဆုံးကကိုသွားတဲ့လမ်းနဲ့ပြန်တဲ့လမ်းကိုပဲနေရမယ်ဆိုတာသိဖို့အရေးကြီးရယ်ဒါပေမဲ့ကိုလုံးမကိုရမယ်ဆိုတဲ့ဟာမှန်ပေမဲ့ကိုဘလောက်ကောင်းလို့ပြောမလဲကိုတော့ကောင်းမှရမှာလို့ပေါ့အဲ့လိုမျိုးဒါပေမဲ့အကြောက်ဆုံးကဖះပဲငါလှုပ်လိုက်တဲ့အလုပ်တစ်ခုဒီဖះကြိုက်ရဲ့လားဖះရဲ့အလိုတော်ဖြစ်ရဲ့လားဆိုတာကိုပဲကိုစိတ်ထဲမှာအရေးကြီးရယ်အဲ့လိုမျိုးပေါ့အခုလည်းပဲအမြဲတမ်းကိုဆုတောင်းတယ်ဆက်ကတ်တယ်ကိုနဲ့ပေါင်းတင်ဆက်ဆံတဲ့လူတိုင်းကတော့နည်းဖះဘုံမြင်လာပါပြီပြောလို့မရဘူးဒီလူတယောက်ဟာကို့ကိုပြောလို့မရအောင်ဆိုတာသိတယ်ကို့ကိုပြောလိုက်တယ်အပြောခံလိုက်ရတယ်တော်တော်ကိုပြောခံလိုက်ရတယ်ဒါပေမဲ့ပြန်လည်းမပြောဘူးပြန်ပြီးကိုဒီလက်ရောက်လာလောက်တဲ့လူတွေထိရှိခဲ့ပူပါတယ်လမ်းဘေးပလက်ဖောင်းပေါ်မှာတက်ပြီးတော့ဘာသာပြောင်းသွားတဲ့လူတွေဆိုပြီးလာပြီးဆဲဆိုကြတဲ့လူတွေထိရှိပါတယ်ဒါပေမဲ့အပြုံးမပြတ်ဘူးရီပဲပြလိုက်တာရီပဲပြလိုက်တဲ့အချိန်မှာနောက်တစ်ချိန်မှာအဲ့ဒီလူတွေကိုနားမှာလုံးဝတောင်းပန်ပြီးဝင်လာတဲ့လူတွေအများကြီးပဲဒါဖះရဲ့ကျေးဇူးတော်ပဲဖိရောက်တိုင်းဆောင်းတွင်းရောက်တိုင်းမြဲတမ်းချောင်းဆိုးခြင်းတယ်အဆုတ်နာတယ်အဲ့လိုမျိုးဒီနေ့ဆိုရင်မနက်စောရေချိုးရလုံးဝခိုင်းဆိုရင်ရေဆောင်းတွင်းတွေမှာရေချိုးလို့မရဘူးရေအခုဆောင်းတွင်းမှာမနက်စောရေချိုးရတယ်အဲ့ရေချိုးတိုင်းကျေးဇူးတော်ကိုချီးမွမ်းပြီးရေချိုးတယ်ချောင်းတစ်ဆက်မှာကိုမစိုးဘူးအဲ့ဒါကျေးဇူးတော်ပဲဟာလေလုယာဖះကလုံးဝကိုဘယ်လိုပြောမလဲအနိုင်မဲ့တဲ့ဖះဖြစ်တယ်အခုသမီးတို့ပြောနေတဲ့သမီးပြောနေတဲ့စကားတွေထက်သမီးရဲ့တက်တဲ့ခံချက်တွေထက်သမီးတို့နောက်မှာရှိတဲ့ဖះတာ၍ကောင်းတဲ့ဖះဖြစ်တယ်အရာအားလုံးထက်မြင့်တဲ့ဖះဖြစ်တယ်ကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတဲ့ဖះဖြစ်တယ်အဲ့ဒီဖះရဲ့ဘုံကိုထင်ရှားစေခြင်းနဲ့တိုင်လည်းအမှုတော်ဆောင်ပဲဖြစ်ခြင်းတယ်ဒါပေမဲ့ကိုနဲ့ကိုကိုပေးလာမဲ့နယုတ်ပိုင်ရှင်ကလည်းပဲအမှုတော်ဆောင်ပဲဖြစ်ခြင်းနဲ့စိတ်ကပြင်းပြလာပြီသူညီတဲ့ဘဝကိုပေါင်းဖက်နိုင်မှလည်းပဲဖះဘုံကထင်ရှားမှာဖြစ်တယ်အဲမှာရှိနေတဲ့တန်ရှင်းတဲ့ဝိညာဉ်ကိုဖះအမြဲတမ်းနှိုးဆိုစကားပြောတယ်ကိုပုံမှန်လူတယောက်လိုအရင်တော့လိုနေလို့မရတော့ရရတိုင်းစဉ်းစားတယ်ဖះကနုညံ့တဲ့နှလုံးသားကိုထပ်ပြီးပေးတယ်အမုန်းမရှိတဲ့နှလုံးသားကိုပြင်ဆင်ပေးတယ်
အရင်မယုံကြည်သူဖြစ်တုန်းကဆိုရိုင်းလိုက်တဲ့အရာဘာရိုင်းလဲဆိုလို့သူများတော့မရိုင်းဘူးဒီအဖေကိုနာကြီးရမယ်မလားလာကုန်ပြောနေအဖေမျက်နှာကိုမကြည့်ကျင်နဲ့ဆိုတဲ့သမီးပဲဒီမိသားစုပြောင်းလဲလာမှအကုန်လုံးဟာတပြည့်နဲ့ဖះရဲ့ဘုံထင်ရှားလာမှာပို့ပြီးတော့အခုကြည့်ရှုနေတဲ့လူအားလုံးလဲပေါ့နော်တမီးမိသားစုအတွက်လဲဆူတောင်းပေးပါအရာအားလုံးအတွက်လဲကျေးဇူးတော်အမြဲတမ်းချီးမွမ်းပေးပါကျေးဇူးတော်ရဲ့ဖះရဲ့ကျေးဇူးတော်ကိုမေ့လျော့ခြင်းဟာလုံးဝမဖြစ်တဲ့အရာတွေပါရှိပါတယ်ခရစ်ယာန်တွေအများကြီးရှိကြတယ်ကျမ်းစာမဖတ်တဲ့အကိုအမတွေပေါ့နော်ဟိုဖះเจ้าတက်ချိန်ရပါလျက်နဲ့မတက်ကြတဲ့အကြောင်းအရာတွေအများကြီးရှိတဲ့ဟာတွေရှိကြပါလိမ့်မယ်ဒါပေမဲ့ဖះဟာမေ့လျော့လို့ရတဲ့အရာမဟုတ်ပါဘူးဘယ်လိုကိုရောက်တဲ့ပုံစံကိုနေရတဲ့နေရာတိုင်းမှာဖះကိုနဲ့သူရှိနေတယ်ဆိုတဲ့အသည့်လေးဝင်ပေးကြပါဒါမှဖះဘုံဟာထင်ရှားနိုင်မှာမယုံကြည်သူတွေရဲ့အလယ်မှာယုံကြည်သူတွေရဲ့ပြည့်ပြည့်မှုတွေများလာရင်ဖះဘုံဟာထင်ရှားဖို့နေပါတယ်ဒါပေမဲ့ကိုယုံကြည်သူတွေကိုဘဝတွေတဖြည်းဖြည်းနဲ့မြင့်တင်သွားမှသာလင်ဖះဘုံဟာတာရွထင်ရှားနိုင်မှာဖြစ်တယ်အဲ့တော့じゃလူရောစိတ်ကောကိုယ့်ရဲ့အရာအားလုံးကိုပြင်ဆင်နိုင်ကြဖို့လိုတယ်ယုံကြည်သူတွေအားလုံးညီကိုမောင်နှမတွေအားလုံးလည်းပဲဟိုဖះရဲ့ဘုံကိုတာရွထင်ရှားနိုင်တဲ့တာရမီရောက်စီတိုင်းဖြစ်ပါစေလို့ယေရှုတော်ချီးမွမ်းရင်းနဲ့ဆက်ပါ